တော်တော်များများပြန်သွားရထင်တယ်နော်ပြန်သွားရလားကျွန်တော်နောက်ကြတာနိုင်ငံခြားသွားတယ်လို့ကျွန်တော်ပြန်လာနောက်ကြတာပေါ့နော်ဟုတ်ပြီဒီမှာရှိတဲ့လူကတော့စောင့်တဲ့လူကတော့ရနော်ဘာဖြစ်လို့စောင့်တယ်လဲဆိုတော့ယုံကြည်နဲ့စိတ်ရှိလက်ရှိနဲ့စောင့်တော့အခုပါလာတဲ့လက်ဆောင်ကရတယ်နော်အေးရခဏနဲ့ရမှာမရှုံပါဘူးကွာဆိုရင်တော့မပေးဘူးမရဘူးဒါပေမဲ့ရှုံတဲ့လူကစောင့်တော့ရကိုရမှသိချာနော်ဒီညပြောတဲ့စကားအခုနပြောတဲ့စကားတွေလည်းရှုံတယ်ဆိုရင်ရတယ်အဖိုးအခါပြန်ပေးစရာမလိုဘူးလက်ဆောင်ပဲအဲ့တော့ကျွန်တော်ဒီနေ့ဒီမှာရောက်ရှိလာတာအကျွေးလာဆက်တာဒီမှာရှိလို့အကျွေးရှိလားဆက်ပေးမလဲအကျွေးရှိလားမျက်နှာတွေကပြုံးနေတော့အကျွေးရှိရတဲ့အတန်းမလားအကျွေးရှိလားကျွန်တော်တို့လည်းအကျွေးရှိတယ်အခုအကျွေးလာဆက်တာဟိုဒီလက်ဆောင်ပေးဖို့အကျွေးလည်းရှိတယ်လို့တမလွန်အတွက်ထာဝရနဲ့ဆိုင်တဲ့အကျွေးကိုလည်းလာဆက်တာပြီးတော့မှကျွန်တော်တို့အပင်ငရဲမှာထာဝရဆက်ရမယ်အကျွေးလေအစွမ်းတာကြားပြီးပြီနော်ကယ်တင်ရှင်ယေရှုဆိုတာကြားဘူးလားကြားဘူးတယ်နော်အတိတ်ပဲသိလားမသိဘူးနော်အေးဒီမှာမဖြူရှိလားနာမည်မေ့ထားတာမဖြူရှိလားဘယ်မှာလဲဒီဘက်ကြည့်ပါဦးဖြူလည်းမဖြူပဲနဲ့မဖြူလို့ပဲနော်ပြောချင်တာနော်လူဆိုတာလဲနာမည်မေ့တဲ့အတိုင်းဟုတ်လားမဟုတ်နော်မမြူတဲ့မမြူဟိုအဲ့ဒါတော့နည်းနည်းနိစ္စလာတော့ဆိုတော့ကဲဟုတ်ပြီယေရှုဆိုတဲ့အတိတ်ပဲလေပုရုဇဉ်လူသားအပေသွားမဲ့လူဒီကိုလာကေမဲ့သူဆိုတဲ့အတိတ်ပဲဖြစ်တယ်မဖြူကတော့မဖြူပဲနဲ့မဖြူမဲ့တာပေါ့ဒါပေမဲ့ယေရှုကတော့နာမည်နဲ့အတိုင်းကွက်တိဒါဆိုရင်ယေရှုကကျွန်တော်တို့ကိုကဲလာကေပြီးသွားပြီကျွန်တော်တို့လူမဖြစ်ခင်ကတည်းကကေပြီးပြီမယုံလဲကေပြီးပြီနော်ဘယ်လိုကေ